Viking လို့ပြောလိုက်ရင်ဂျိုပါတဲ့အုတ်ထုတ်တွေဝစ်ပြီးလူသက်ပြက်စီးရပဲတတ်တဲ့ရိုင်းဆိုင်ပင်လယ်ဓမြတွေလို့ထင်ခင်ဗျားမှားသွားမယ်။ Hollywood ဇာတ်လမ်းတွေက Viking တွေပဲဂျိုပါတဲ့အုတ်ထုတ်ဝစ်ကြတာဗျ။တကယ် Viking တွေရဲ့တမိုင်းကခင်ဗျားထင်တာတဲ့အများကြီးစိတ်ဝင်စားဖို့ကောင်းပါတယ်။ Viking တွေကဘယ်လိုလဲ။လွန်ခဲ့တဲ့နှစ်ပေါင်း1200ကျော် AD 800စုလောက်ကဒီနေ့ကနော်ဝေးဆွီဒင်ဒိန်းမတ်နိုင်ငံတွေကနေထူးခြားတဲ့လူမျိုးတစုပေါ်ပေါက်ခဲ့တယ်။သူတို့တွေကို Viking လို့ခေါ်ကြတယ်။ Viking ဆိုတာလူမျိုးစုနာမည်မဟုတ်ဘူး။သူတို့နေတဲ့နေရာကနေပင်လယ်ခရီးထွက်ပြီးစွန့်စားတာကုန်သွယ်တာဒါမှမဟုတ်တိုက်ခိုက်လူရကြတဲ့သူတွေကို Viking လို့ခေါ်ကြတာ။သူတို့ရဲ့လောင်းရှစ်တင်မောတွေကအရမ်းမြန်ပြီးပေါ့ပါကြတယ်။ဒါကြောင့်အချိန်မီနေရာမီဝင်ရောက်တိုက်ခိုက်နိုင်လို့ဥရောပတစ်ခွင်လုံးကသူတို့ကိုကြောက်ရွံ့ခဲ့ကြတယ်။ AD 993အင်္ဂလန်နိုင်ငံလင်းဒစ်ဆွမ်ဘုံကျောင်းကို Viking တွေဝင်ရောက်တိုက်ခိုက်ခဲ့တယ်။ဒီဖြစ်ရပ်က Viking Age စတင်တဲ့နေ့လို့သမိုင်းပညာရှင်အများစုကသတ်မှတ်ကြတယ်။ Viking တွေကတိုက်ခိုက်ခြင်းတော့တိုက်ခိုက်ကြတော့မဟုတ်ဘူးဗျ။သူတို့နေတဲ့နေရာတွေမှာရာသီဥတုဆိုးရွားတာကြောင့်လေယာဉ်မြေရှားပါတာလူဦးရေအစမတန်တိုးလာတာငွေကြေးနဲ့ကုန်သွယ်ရေးအခွင့်အလမ်းတွေရှားပါလာတာကြောင့် Viking တွေကပင်လယ်ထဲထွက်ပြီးနေမြေအတိရှာဖွေခဲ့ကြတာ။တစ်ခါလေဓမြတိုက်တယ်ခါလေကုန်သွယ်တယ်ခါလေရောနိုင်ငံအသစ်မှာအခြေချနေထိုင်ကြတယ်။ Viking တွေကစစ်တီတွေမဟုတ်ဘူးဗျ။သူတို့ကကမ္ဘာအတော်ဆုံးရေချောင်းစူးစမ်းရှာဖွေသူတွေလည်းဖြစ်ကြတယ်။ Eric Terras က Greenland ကိုရှာဖွေတွေ့ရှိခဲ့တယ်။သူ့သား Leif Erikson က Christopher Columbus မတိုင်ခင်နှစ်ပေါင်း900အကြိုလောက်တည်းကမြောက်အမေရိကကိုရောက်ခဲ့တယ်လို့သမိုင်းမှတ်တမ်းတွေကဖော်ပြထားတယ်။သူတို့ဟာကျယ်ရီနေရီလေရီလှိုင်းတွေကိုကြည့်ပြီးလမ်းကြောင်းရှာနိုင်ခဲ့တယ်။ Compass မရှိတဲ့ခေတ်မှာတော့မိုင်ထောင်ပေါင်းများစွာခရီးထွက်ခဲ့ကြတယ်။ Viking တွေက Norse mythology လို့ခေါ်တဲ့ Norse ကျမ်းစာကြီးတွေကနတ်ဘုရားတွေကိုကိုးကွယ်ကြတယ်။သူတို့က Odin ကိုအကြီးဆုံးနတ်ဘုရားအဖြစ်ကိုးကွယ်ကြပြီးတော့မိုးကြိုးနတ်ဘုရားတော်လှည့်သာတတ်တဲ့နတ်ဘုရား Loki တို့ကိုလည်းကိုးကွယ်ကြတယ်။စစ်ပွဲမှာရဲဝင့်တည်ဆုံးကြတဲ့စစ်တီတွေကဘဲဟာလာလို့ခေါ်တဲ့နတ်ဘုံကိုရောက်မယ်လို့ယုံကြည်ခဲ့ကြတယ်။ဒါကြောင့်စစ်မြေတွေမှာရဲဝင့်တိုက်ခိုက်ပြီးတရားမှောင်လည်းလုံးဝမကြောက်ကြပါဘူး။ AD 1066အင်္ဂလန်နိုင်ငံ Stamford တံတားစစ်ပွဲပြီး Viking Age အဆုံးသတ်ခဲ့တယ်လို့သမိုင်းမှတ်တမ်းတွေမှာတွေ့ရှိရပါတယ်။ဒါပေမဲ့ Viking တွေခြံထားခဲ့တဲ့အမွေအနှစ်တွေကဒီနေ့ထိရှင်သန်နေသေးပါ။သူတို့ရဲ့ရေချောင်းနည်းပညာစူးစမ်းလိုစိတ်တတ္တိအဲ့ဒီအရာတွေကလူသားသမိုင်းကိုအမြဲပြောင်းလဲပေးခဲ့ပါတယ်။ဒါကြောင့် Viking ဆိုတာရိုင်းဆိုင်တဲ့စစ်တီတွေပဲမဟုတ်ပါဘူး။သူတို့ဟာကမ္ဘာကိုပြောင်းလဲပေးခဲ့တဲ့စူးစမ်းရှာဖွေသူတွေလည်းဖြစ်ခဲ့ကြပါတယ်။ကဲအခုလောက်ဆို Viking တွေရဲ့အကြောင်းကောင်းကောင်း